ဘာသူရောလားပေါ့တို့ခိုင်မင်းသားတွားချီတော်မူလာပြီနော်အလူငွေထည့်ပြီးတော့လိုရစုလာတောင်းနိုင်တယ်အဲ့ဒီကောင်တော့တွေ့ပြီဒါပါလေဟုတ်ပါပဲဒါလည်းပြန်ခေါ်လေပြန်ခေါ်你不过来你话我闹你呢你要么闹你呢闹你吗过来พยาต้องงับไปมันดูไปงับไปสบายกันละครบเลย ဒါလိုက်ကြားတယ်နော်ခိုင်မင်းသားပြောနေတယ်ဘုရားကောတက်လာတဲ့လူအကုန်လုံးခုတ်တက်ပြင်မယ်တဲ့ ဟုတ်တက်လိုက်